Hello everyone အခုတော့ကြိုက်ချီကိုဖေးဆက်သွားနေပြီเนาะအခုစစ်တောင်းတရားရောက်ပါပြီစစ်တောင်းတရားကြော်သွားလို့ရှင်မွန်ပြည်နယ်တော့ရောက်သွားပါပြီအခုရောက်နေပါပြီမွန်ပြည်နယ်အဲ့မှာဒါလည်းဘိုက်စာနေတော့ရွှေပယ်လင်မှာမနက်စာစားလိုက်တာပါเนาะတလည်း toilet သွားတယ်အဲ့ဒီမှာတကလည်းစားနေရပေါ့စားနေနဲ့စော့နေရဒါညမလေးကတော့ညမလေးစားတယ်ဟာမရောက်သေးလို့ကြီးကြနေရပဲเนาะအဲ့တော့စားနေပါညမလေးကတော့စီချက်ခေါက်ဆဲစားတော်တော်လေးကောင်းတယ်နဲ့တူပါတယ်ညမလေးကအစားစားရရင်တော်တော်ပြောတယ်တည်ရမလားအကြီးမကောင်းတယ်เนาะညမလေးကအစားသမိုင်းဆိုတော့တရတို့စားပြီးတော့ခရီးဆက်သွားမှာပါအထီးဝနဲ့နီးလာလို့တောင်းနေလည်းများတယ်တိတ်ပိတ်တင်လည်းများတယ်နောက်ဗီဒီယိုတွေမှာဆက်တွေ့မယ်เนาะ